အားလုံးပဲမင်္ဂလာပါခါးသားအောင်နဲ့ခါးသားအထက်ကြောက်လေးတွေကိုခက်တန်ကြောက်လေးတွေကိုကျွန်တော်ကကြောက်လေးတွေနဲ့လက်တွေ့ပြပြီးတော့ခွဲပြပေးမှာပဲဖြစ်ပါတယ် online ပေါ်ကနေပြီးတော့လောက်ကင်နေတဲ့မိတ်ဆွေတွေ online ပေါ်ကနေပြီးလေ့လာနေတဲ့မိတ်ဆွေတွေဆိုရင်ဒီ video လေးကိုကြည့်ရင်အများကြီးအကျိုးရှိမှာပါဘာကြောင့်လဲဆိုရင်ကျွန်တော်အခုဒီရှင်းပြမှာဒီအပေါ်မှာဒီလေးစားကတော့ခါးသားအောက်ကြောက်တွေဖြစ်ပါတယ်ဒီအောက်ကကြောက်တွေကကျွန်တော်ခါးသားအထက်နဲ့ခက်တန်ကြောက်တွေပေါ့နော်ဒီလိုမျိုးကြောက်တွေဖြစ်ပါတယ်အဲ့ဒီအချိန်မှာအခုလက်ရှိ line ပေါ်ကနေလုပ်နေတဲ့သူတွေဆိုရင်တော်တော်များများကဒီခါးသားအောက်တွေခါးသားတွေခက်တန်တွေကြောက်သားမျက်နှာတွေကိုမခွဲခြားတတ်ဘူးပေါ့နော်ကျွန်တော်မေးထားတယ်လည်းအများကြီးရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဒီဟာလေးနဲ့လက်တွေ့ခွဲပြပေးမှာဖြစ်ပါတယ်အဲကျွန်တော်ကခါးသားအောက်ခါးသားအထက်လို့ပြောပြီးဆိုရင်ကျွန်တော်ခါးသားဆိုတာရှိတယ်ပေါ့နော်အဲကြောင့်ခါးသားဆိုတာကိုအဓိကကျွန်တော်ပြောချင်ပါတယ်ဒီခါးသားဆိုတာကိုလည်းလူတော်တော်များများလည်းကြားဘူးကြတယ် line ပေါ်မှာလည်းကြားဘူးကြတယ်သို့ပေမဲ့တချို့ကကြော်သေးသေးချာချာလေးနားမလည်ဘူးပေါ့နော်အဲကြောင့်ကျွန်တော်အခုရှင်းပြချင်တာကခါးသားလို့ပြောပြီးဆိုရင်ကျွန်တော်တို့ခါးသားဒီအ ਨੇ ဆုံးကျွန်တော်တို့လက်ကောက်တို့ပတိတို့ဒါအလျှောတွေထုတ်တဲ့နေရာမှာပေါ့နော်သူကတော်တော်တင့်ကိုအသုံးဝင်တဲ့အတွက်ကြောင့်မလို့ခါးသားလောက်ဆိုရင်ကိုအယောင်းဝယ်လုပ်တဲ့သူများတယ်ပေါ့နော်ကျွန်တော်တို့ဒီခါးသားအောက်ကိုရောက်သွားပြီးခါးသားအောက်ရောက်ပြီးတဲ့အပြင်တော့မှကြောင်မျိုးကပို့ပြီးနှုတ်သွားတယ်နော်နှုတ်တဲ့အဆင့်ထိရောက်သွားတယ်ဆိုရင်တော့ဒါအယောင်းဝယ်လုပ်တဲ့နေရာမှာလူတွေသိမကြိုက်တော့ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကအနှိမ်ဆုံးကတော့ခါးသားကနေစပြီးတော့ကြောက်ကဒါဈေးကွက်မှာဆိုရင်အယောင်းဝယ်ဘယ်လိုပြောမလဲတင်းတဲ့နေရာမှာရှိတယ်လို့ကျွန်တော်ပြောရင်ပုံမှန်ပါပေါ့နော်အဲကြောင့်ခါးသားနဲ့ခက်တန်ခါးတန်ကြောက်သားမြင့်တာတွေအသက်ဆန်းတွေရေခဲသားတွေဘော်ရီသားတွေအဲ့ဒီလိုတွေဖြစ်သွားရင်တော့ပိုကောင်းတာပေါ့နော်အဲကြောင့်ကျွန်တော်တို့ကအဲ့ဒီလိုမဖြစ်ခင်မှာအရင်ဆုံးမိတ်ဆွေတို့ကြောက်လောကအဝင်မဲ့ဆိုရင်တည်တည်ချာချာပိုင်ပိုင်နေသိထားမှာဒီခါးသားနဲ့ခါးသားအထက်ကြောက်တွေနဲ့ခါးသားအောက်ကြောက်တွေကိုတည်တည်ချာချာဝေဖန်ပိုင်းခြားနိုင်လို့ရှိရင်ဒီခါးသားအထက်ဆိုတဲ့ကြောက်တွေနဲ့သူ့တက်ပိုကောင်းတဲ့ကြောက်တွေကိုလည်းဝေဖန်ပိုင်းခြားတာပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီခါးသားအောက်ကြောက်တွေနဲ့ခါးသားအထက်ခက်တန်ကြောက်တွေနဲ့ကျွန်တော်တခြားလေးရှင်းပြပေးပါမယ်အရင်ဆုံးပြောချင်တာကကျွန်တော်ဒီခါးသားအောက်လို့ပြောလိုက်ပြီဆိုရင်ခါးသားအောက်ကြောက်တွေထဲမှာလည်းကျွန်တော်တို့မီးထိုးပေါက်နည်းနည်းလေးလျှော့တာတွေလင်းအားနေတဲ့ကြောက်တွေလည်းရှိသလိုမီးထိုးပေါက်ကောင်းတဲ့ကြောက်တွေလည်းရှိပါတယ်ဒါကတော့ဘယ်လိုပဲဖြစ်ဖြစ်ခါးသားအောက်ကြောက်တွေထဲမှာလည်းလင်းတဲ့ကြောက်ရှိသလိုမလင်းတဲ့ကြောက်လည်းရှိတယ်လိုပဲနည်းနည်းပဲလင်းတဲ့ကြောက်လည်းရှိတယ်ပြီးရင်မီးထိုးပေါက်ဝတ်နေတဲ့ကြောက်လည်းရှိတယ်မီးထိုးပေါက်တအားလင်းတဲ့ကြောက်လည်းရှိတယ်ပေါ့နော်ပြီးရင်ကြောက်သားမှာမှုန်နေတာတွေလည်းရှိသလိုထွေးတာတွေလည်းရှိတယ်ပေါ့နော်ဒီကြောက်ဆိုရင်ဒါကြောက်သားကထွေးဖြစ်နေတယ်ဒီကောင်ဆိုလည်းကြောက်သားထွေးဖြစ်နေတယ်ဒီလိုကြောက်တွေလည်းရှိတယ်ပေါ့ဒါဆိုရင်ဒါခါးသားအောက်ကြောက်တွေပါနော်ဒီကောင်ဆိုရင်ဒါမျိုးနည်းနည်းနူးတဲ့တာပါပါတယ်နော်ဒါကမျိုးနူးရဲ့ထဲမှာပါပါတယ်ကျွန်တော်ဒီကြောက်ရင်းနှလုံးကိုပြီးထိုးပြပေးပါမယ်သူတို့ကိုကြည့်လိုက်တဲ့အချိန်မှာဒီမှာသူ့ရဲ့အယောင်အစင်းကထွေးမှုကြီးပေါ့နော်ကြည်နေတာမျိုးမဟုတ်ဘူးပေါ့နော်ကြည်တယ်ဆိုတာဥပမာကျွန်တော်ပြောမှဆိုဒီလိုမျိုးကြည်နေတာမျိုးတွေမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးကြောက်သားဒီလိုမျိုးကြည်နေတာတွေမဟုတ်ဘူးပေါ့နော်ဥပမာကပြောမှဆိုကျွန်တော်ဒီစံစည်းလိုဟာမျိုးမြင်နေရတဲ့ပုံစံမျိုးပေါ့နော်ဒီလိုလက္ခဏာမျိုးရှိပါတယ်ဒီလိုဟာတွေဆိုရင်ဒါမိတ်ဆွေတို့ကသတိထားမှာပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ဒီကောင်ဆိုရင်တော့ဒါကလည်းခါအောက်ကြောက်ပါပဲဒါမှဒီကောင်ဆိုဆိုင်လေးကြည့်လိုက်ပါဗီဒီယိုပေါက်ဝတ်ပါတယ်ဗီဒီယိုပေါက်ကနည်းနည်းလေးပဲလင်းတာပါနော်ကျွန်တော်တို့ဘေးကိုလက်တလုံးလောက်တောင်မရှိဘူးပေါ့နော်လင်းအားပေါ့နော်ဒါဆိုရင်ဒီလိုကြောက်တည်တာကြောက်သားအတွင်းထဲမှာအထွေးတက်ပေါ့နော်ကြောက်သားထွေးလို့အတွင်းထဲမှာကြောက်သားထွေးသွားတဲ့အတွက်လင်းအားဒီအခုလိုမျိုးနဲလို့လင်းအားဝတ်သွားတာပါနော်ဒီလင်းအားဒီအလင်းရောင်ဒီဘေးကိုဖြာထွက်မှုပါသိမရှိတော့ဘဲနဲ့အဲ့ဒီနေရာမှာပဲစုပြီးတော့အဲ့ဒီနေရာမှာပဲဝတ်သွားတဲ့သဘောကြောင့်မီလင်းအားဒီအဲ့ဒီနေရာမှာပဲအဲ့လိုဝတ်နေတာဖြစ်ပါတယ်အဲ့တော့အခုပြခဲ့တဲ့ဒီကြောက်လေးတွေကတော့ဒါဆိုရင်တော့ဒါကတော့မောက်ကွက်နေတဲ့ကြောက်ပါဒါကကျွန်တော်မောက်သားအဖြူလို့လည်းတချို့ကခေါ်ကြတယ်ဒီကောင်ကိုလည်းမောက်စိမ့်လို့ခေါ်ကြတယ်ဒါမောက်ကွက်နေတာပါဒါမောက်ကွက်တဲ့ကြောက်တွေဆိုတာဒီလိုကြောက်တွေပြောတာပါအဲ့တော့ကျွန်တော်ကဒီလိုမျိုးနော်ခါးသားအောက်ကြောက်တွေထဲမှာဒီလိုအသားတန်းတွေအယောင်းဝယ်မဖြစ်ဘူးလားဆိုတော့အယောင်းဝယ်တော့လုံးလို့တော့ရပါတယ်သို့ပင်မဲ့ဒီလိုအသားတန်းအဆင့်လောက်နေကတော့ကျွန်တော်ပြောမှဆိုရင်ဒါဂွင်ကြောက်အောက်ကြောက်ဂွင်လိုင်းပေါ့ဒီလိုမျိုးခေါ်ရပါမယ်လုံးတဲ့သူတော့ရှိတယ်လုံးတဲ့သူတွေအရင်နဲပါတယ်အဲ့တော့ဒါကိုလုံးလို့မရဘူးလားဆိုရင်လုံးလို့တော့ရပါတယ်သို့ပေမဲ့မိမိဟိုဒီကြောက်လုံးတဲ့သူကပေါ့နော်ကျွန်တော်တို့ကအရင်အောင်မြင်ခြင်းနဲ့နော်ဟိုပြောချင်တာအရင်လည်းအောင်မြင်ခြင်းနဲ့ငွေတွေလည်းများရှာခြင်းနဲ့အရင်ချမ်းသာခြင်းနဲ့ဒီလိုဟာမျိုးတွေတွားခြင်းနဲ့ဆိုတော့ဒီလို line တွေကိုတော့အကြာကြီးလုံးနေလို့မရပါဘူးဟိုဒီလို line တွေကနေပြီးတော့မှအမြင် line တွေပေါ့နော်ဒီလိုခါးသားကြော်တဲ့ line တွေကြောက်သားမြင့်တဲ့ line တွေအသက်ဆန်းတွေရေခဲတွေ body တွေအဲ့ဒီလို line တွေကိုပို့ပြီးတော့လုံနိုင်မှပဲ
ဒါဝင်ငွေလည်းပိုများမယ်ငွေအမောင်လည်းပိုများမှာဖြစ်တဲ့အတွက်ဟိုချမ်းသာခြင်းနဲ့ဆိုတော့အဲ့ဒီ line တွေကိုပို့ပြီးတော့ဒါရွေးချယ်ရမှာပေါ့နော်ဒါဥပမာအနေနဲ့ကျွန်တော်ပြောပြပေးတာပေါ့နော်ဒီ line တွေကမချမ်းသာဘူးလားဆိုတော့မဟုတ်ဘူးသို့ပေမဲ့ဒါတွေကကျတော့ဖြစ်တော့ဖြစ်နိုင်ပါတယ်သို့ပေမဲ့ဒါရှင်းကြည့်လိုက်မယ်ဆိုရင်တော့အတိအတာကြီးပေါ့နော်ဒါမိတ်ဆွေများကိုယ့်အနေကိုစဉ်းစားကြည့်လို့ရပါတယ်အဲကျတော့အခုဒါကတော့ကျွန်တော်ပြပေးခဲ့တာကခါသားအောက်ပြီးတော့ကြောင်မျိုးနူးတဲ့ကြောက်ပြီးပါပါတယ်အဲဒီကကြောက်ဒီဘက်သုံးလုံးကတော့အဓိကနှူတာပေါ့နော်ဒီကောင်ကတော့ကြောက်သားတော့မာတယ်သို့ပေမဲ့ကြောက်သားကထွေးတယ်ဝတ်တယ်နော်လင်းအားနည်းတယ်ပေါ့နော်ပြီးတော့လည်းဒီကြောက်အယောင်ကလည်းမောက်ဖြစ်နေတယ်ပေါ့နော်မောက်အယောင်ဖြစ်နေတယ်အဲကျတော့အဓိကပြောချင်တာတော့ဒီလိုအယောင်ဆင်းမျိုးတွေလည်းအမျိုးမျိုးရှိပါတယ်ခါသားအောက်မျိုးနူးတဲ့ကြောက်တွေမှာပြီးရင်လင်းအားဆိုရင်လည်းနဲတာတွေရောများတာတွေရောရှိပါတယ်အသားထဲမှာဆိုရင်လည်းထွေးတာတွေရောမှုန်တာတွေရောနော်သူတို့ရှိမှာနည်းနည်းပါကြည်တာတွေရောဒါမျိုးတွေလည်းရှိနိုင်ပါတယ်ဒါကတော့ကြောင်စိမ့်မှာတော့ကြောက်သားနေတာပဲဖြစ်ဖြစ်ကြောက်သားမြင့်တာပဲဖြစ်ဖြစ်အဲ့ဒီအမှုန်တဲ့အထွေးတက်နော်မကောင်းတဲ့လက္ခဏာတွေဒီဝင်နိုင်ပါတယ်လင်းအားတွေဒီလည်းဝတ်တာတွေများတာတွေလင်းအားကောင်းတာတွေလည်းဖြစ်နိုင်ပါတယ်ကြောက်သားမျက်နှာတွေမှာလည်းအဲ့ဒီလိုပဲဖြစ်နိုင်ပါတယ်အဲ့တော့ဒါတွေကိုလည်းမိတ်ဆွေတို့ကအရှိခံသဘောတရားအရာနားလည်ထားရပါမယ်အဲ့ဒီဟာတွေကိုတည်တည်ချာချာပြီးရင်ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ဆက်ပြီးတော့ဒါလေ့လာမှာနောက်တစ်ပိုင်းပေါ့နော်အဲ့တော့အခုဆက်ပြောပြချင်တာအောက်ကအသားတန်းတွေပါဒီသားတန်းတွေမှာကျွန်တော်အခုပြီးထုတ်ပြပေးပါမယ်မကြည့်လိုက်ပါနော်မိတ်ဆွေများဒါဆိုရင်ကျွန်တော်ခက်တန်းကြောက်ပါနော်ခါးရဲ့အထက်ပေါ့နော်သူ့ရဲ့ကြောက်အသားအတွင်းထဲကိုကြည့်မယ်ဆိုရင်ဒီအတွင်းထဲမှာနော်ဒါရန်စာလေးတော့မြင်ရတယ်သို့ပေမဲ့ကြောက်သားအရင်ကြည်နေရတော့မဟုတ်ဘူးဒါပေမဲ့ကြောက်သားတော့ကောင်းနေတဲ့မှာပါတယ်နော်အတွင်းထဲမှာလဲဒါရန်စာလေးတွေကလွယ်ရင်ကျန်တာမပါဘူးပေါ့နော်ရန်လေးရတဲ့ပုံပုံလေးကိုတော့ရန်သားဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ရန်သားဖြစ်သွားတော့အတွင်းထဲမှာရန်လေးတေးလေးတော့နည်းနည်းတော့ပါပါတယ်သို့ပေမဲ့လည်းဒီလိုမျိုးအသားတန်းမျိုးတွေဆိုရင်ကျွန်တော်တို့ကအနေဆုံးလက်ကောက်တို့ပတိတို့မှာဆိုရင်ဒါရောင်းတန်းကောင်းကောင်းဝင်သွားပြီပေါ့နော်ဒီလိုမျိုးကြောက်တွေကကျွန်တော်ရောင်းမယ်ဆိုရင်တော့အကြာကြီးတိုက်ရမယ်လူရွေးပြီးတိုက်ရမယ်ဝယ်ရဲသူကနေတဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီလိုကျွန်တော်ပြောတဲ့ခက်တန်း line တွေခါသားအထက် line တွေကြောက်သားမြင့်တဲ့ line တွေကျွန်တော်လူကြိုက်များတဲ့အတွက်ကြောင့်မလို့ကိုရောင်းမယ်ဆိုရင်10လက်သွားပြလို့ရှိရင်9လက်လောက်ကဒါဈေးပေးတယ်ဈေးမေးတယ်ပေါ့နော်ဒီကြောက်တွေကျွန်တော်10လက်သွားပြရင်တော့မှဒါ2လက်3လက်တော့မှဒါကောင်းကောင်းဈေးပေးချင်မှပေးမှာပေါ့နော်9လက်10လက်ကတော့ဒါလုံးဝကြည့်မှာတော့မဟုတ်ဘူးပေါ့အားကြောင့်လဲဆိုဒီလို line တွေကကျွန်တော်လူနည်းစုတော့ပဲလောက်တာဖြစ်ပါတယ်အဲကြောင့်ဒီမှာတစ်ချက်ကြည့်ကြည့်ပါနော်မိတ်ဆွေများကြောက်သားကိုကျွန်တော်တစ်ချက်ရိုက်ပြပါမယ်တော်တော်လေးကိုဒါကောင်းနေတဲ့မှာပါပါတယ်เนาะဒါဘာဖြစ်ဖြစ်ဒါခက်တန်လိုင်းမှာတော့ပါပါဘောเนาะအသက်ဆန်းနေပါရင်မဟုတ်ပါဘူးဒီကောင်ဆိုရင်လည်းဒါခါတန်တန်လိုင်းပါเนาะကြောက်သားမြင့်နေတဲ့မှာတော့ပါပါတယ်ဒီမှာတော့အနာခံသွားလို့လင်းရဒီဘက်ကိုမရောက်တာပါဒီတော့လင်းမှာထိုးလိုက်တော့ဒါမီးပွင့်ရများပါတယ်เนาะဟိုဘက်ဒီဘက်လက်ကောက်တကွင်းကြီးလောက်တော့လင်းပါတယ်ဒီကောင်လေးအတွင်းထဲမှာရန်လေးတွေပါပါတယ်ရန်သားလေးတွေပေါ့เนาะရန်မုံမုံလေးတွေဒါလေးကြည့်ကြည့်ပါเนาะဒီမှာရန်လေးတွေအတွင်းထဲမှာပေါ့เนาะဒီအဖက်အဖက်လေးဒါရန်လေးတွေဖြစ်ပါတယ်အဲ့ဒီလိုရန်သားလေးဆိုရင်လည်းမိတ်ဆွေတို့ကအတွင်းထဲမှာအဲ့ဒီရန်သားလေးကိုသိရမှာပဲဖြစ်ပါတယ်ဒါရောဒီလိုအဝေးကနေကြည့်ပြီးတော့ညှို့တာနဲ့ကောင်းနေဆိုပြီးတော့တတ်မှတ်လို့မရပါဘူးဒီအတွင်းထဲကလည်းနော်ဒီရန်လေးတွေကိုမြင်တတ်ရမှာပဲဖြစ်ပါတယ်သို့ပေမဲ့လည်းဒီလိုသားတန်းမျိုးတွေလက်ကောက်တွေရောပတိတွေရောဒါကောင်းကောင်းအသုံးဝင်ပါတယ်အဲ့တော့လုံးမယ်ဆိုရင်လည်းလုံးလို့ရပါတယ်ဈေးကွက်အရာလေးဒါအယောင်းဝယ်နေရမှာရပါတယ်ဒီကောင်စလည်းဒါခက်တန်လိုင်းလေးပါပဲအတွင်းသားတော့ဒီကောင်ကတော့ကြောက်သားကျဲပါတယ်အတွင်းထဲမှာတော့ဒါရန်သားထိုးတဲ့အဆင့်မဟုတ်ပါဘူးဒါကကြောက်သားကျဲသွားတဲ့အဆင့်ပါနော်အတွင်းထဲမှာအဖက်အဖက်တင်နေနော်ဒီမှာမညီမညာနဲ့ပင်ကူအိမ်ဒီလိုမျိုးနော်ဖမ်လင်းခွဲလိုမျိုးဒါအဲ့လိုမျိုးချုပ်ချက်ခတ်နေတာကိုပြောချင်တာပေါ့နော်အတွင်းထဲမှာဒီလိုမျိုးချုပ်ချက်ခတ်နေတာဒါဆိုရင်လည်းကြောက်သားကကောင်းတယ်နော်ကြောက်သားကကောင်းပါတယ်မိတ်ဆွေများတခြားကြည့်ပါလင်းအားကိုတခြားကြည့်ပါနော်ဒီလိုကြောက်နေနဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်ဒါအရန်သိလာပါတယ်နော်လင်းအားကိုတခြားကြည့်ကြည့်ပါလင်းအားကိုကြည့်ကြည့်ပါနော်အယောင်မကြည့်ပါနဲ့အယောင်ကဒီကောင်ကတော့မောက်ယောင်ပါဒီကောင်ကတော့ဒါပဲကန်လေးပါတာပေါ့နော်လင်းအားဆိုရင်တော့စူးနေရပဲနော်ခေါင်းစဉ်ဝတ်နေတာပါလင်းကအပြင်ကိုအရန်ကိုဖြာထွက်တာပေါ့နော်ဖြာထွက်လို့လင်းအားကြည့်တော့လည်းအရန်လာပါတယ်ခေါင်းစဉ်ဝတ်နေပါတယ်ဒါကျွန်တော်ရှင်းပြပေးတာပါနော်ခါအောက်ကြောင်းနဲ့ခါတက်ကြောင်းနဲ့ဒီကောင်စဉ်ထွေထွေဝဝကြီးနော်ပြီးတော့လင်းနဲ့ထွေထွေဝဝကြီးဒီမှာဖြာထွက်မှုကလင်းအားလည်းအရန်ကောင်းပါတယ်နော်ဒါမျိုးစီမှာတခြားလေးရှင်းကြည့်ပါဒါမကောက်ဒါခါသားအောက်ကြောင်းဒါကခက်တန်ကြောင်းဒါကခါသားအောက်ကြောင်းခါသားအောက်ကြောင်းဒါထွေးတဲ့ကြောင်းဒီကောင်ခက်တန်ကြောင်းနှစ်ခုနဲ့ကျွန်တော်ရှင်းပြပြမယ်နော်နှစ်ခုမိတ်ဆွေများတေချာလေးနားလည်အောင်လို့ပါဒီကောင်ကခက်တန်ကြောင်းဒီမှာခက်တန်ကြောင်းလင်းအောင်ကြည့်လိုက်ပါနော်ဒီဘက်ကခါအောက်ကြောင်းပါနော်သူရဲ့အသားမီးလင်းတာလည်းလက်တစ်လုံးတော့မကြော်ဘူးပေါ့နော်လက်တစ်လုံးမကြော်တဲ့ကြောက်ဒီလက်
လက်တစ်စစ်ပေါ့နော်ဒီလိုမျိုးလက်လေးကိုဒီလိုမျိုးလေးကတ်လိုက်ပေါ့နော်အဲ့ဒီလိုမျိုးလက်တန်းတစ်လုံးလောက်တော့မှသိပ်ပြီးတော့မကြော်ဘူးဆိုရင်တော့အဲ့ဒီကြောက်တွေကအဲ့ဒါကြောက်သားထွေးလို့ဒီမီးကြောက်အသားထဲမှာနော်အထွေးတက်အမုံတက်အဲ့လိုမျိုးတွေပါနေလို့လင်းအားဒီအဲ့နာမှာဝတ်သွားလို့လက်တစ်လုံးကြော်မလင်းတော့တဲ့သဘောဖြစ်ပါတယ်အဲ့ဒါကိုမိတ်ဆွေများနားလည်မှာရပါမယ်အဲ့လိုလက်တစ်လုံးကြော်ပြီးဆိုရင်လေသူ့ကြောက်အသားရဲ့ပွင့်အားဒီဒါနည်းနည်းမစိုးဘူးလို့စပြီးတော့သတ်မှတ်လို့ရပါတယ်လက်တစ်လုံးမှမကြော်ဘူးဆိုရင်တော့ဒီလိုလင်းအားဒီဘေးကိုဓမီကောင်းရဲ့ဘေးကိုလက်တစ်လုံးမှမကြော်ဘူးဆိုရင်တော့အဲ့ဒီကြောက်ဒီဒါကြောက်သားထွေးလို့ဗီဒီယိုပေါက်ဝတ်နေတာဖြစ်ပါတယ်အတွင်းထဲမှာအထွေးတက်အမုံတက်အရွှဲတက်တော့မကောင်းတဲ့လက္ခဏာဒီလိုမျိုးတစ်ခုခုကြောင့်ဒါလေးအဲ့ဒီဒါလင်းအားဒီနည်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမိတ်ဆွေများလက်တစ်လုံးမကြော်ရင်အဲ့ဒီလိုတတိထားပါမယ်လက်တစ်လုံးမကြော်တဲ့ကြောက်သားတန်းနေဆိုရင်တတိထားပြီးမှဝယ်ပါအသားတန်းအဆင့်ကိုလည်းတိကျကြည့်ပါအတွင်းထဲကအမြုပ်ဆန်ကျွန်တော်ပြောတဲ့အခုကြောက်သားထွေးရဆိုတဲ့လက္ခဏာတွေမှုန်နေဆိုတဲ့လက္ခဏာတွေချွဲရဆိုတဲ့လက္ခဏာတွေကိုလည်းတိကျကြည့်မှပဲဝယ်ကြဖို့တိုက်တွန်းနေပါတယ်ဒါဆိုရင်တော့မိတ်ဆွေများနားလည်မယ်ထင်ပါတယ်เนาะကျွန်တော်အခုဒါကြောက်လေးနဲ့ရှင်းပြပေးတာပါဒီကောင်ဆိုရင်ဒါပိုတောင်ကောင်းသွားပါသေးတယ်เนาะဒီလိုကြောင်မျိုးနဲ့ဒီလိုကြောင်မျိုးနဲ့ရှင်းကြည့်ပါเนาะဒီမှာဆိုတိတာကြီးပဲဒီကောင်ဆိုကြောက်သားလည်းကောင်းတယ်ကြောက်စီလည်းကောင်းတယ်ဒီကောင်ဆိုရင်ကြောက်သားလည်းမကောက်ဘူးကြောက်စီလည်းမပဘူးပေါ့เนาะဒီကြားလေးကြည့်ပါထွေးထွေးဝပေါ့เนาะမုံမုံเนาะဒီကောင်ဆိုရင်ဒီမှာလင်းပြီးကြီးနေရပါပဲဒါကခါတန်တန်ဖြစ်သွားပြီเนาะဒီကောင်ဆိုတော့ဒါကြောက်သားနည်းနည်းမြင့်နေတဲ့ကြောက်သွားပါပြီအသက်ဆန်းတော့မဟုတ်ပါဘူးဒီကောင်ဆိုရင်ဒါကြောက်သားနည်းနည်းမြင့်သွားပြီပေါ့เนาะဒီလိုမျိုးတွေဒါလက်ကောက်ဆိုရင်လည်းဈေးရတယ်ပတိဆိုရင်လည်းဈေးရပါတယ်ဒါပေမဲ့လက်ရှိအနေအထားအရသူဒီလက်ကောက်ဆိုင်မလွတ်တဲ့အတွက်ပတိပဲထုတ်လို့ရမှာပါเนาะအဲကြောဒီလိုအသားတန်းမျိုးဆိုရင်တော့လက်ကောက်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဈေးပိုရပါမယ်ပတိမှာဆိုရင်တော့ဒါလက်ကောက်တဲ့ဆိုင်တော့ဈေးနေမှာပေါ့เนาะလက်ကောက်ဆိုရင်တော့ပို့ပြီးတော့မိုက်ပါတယ်လက်ကောက်တွေဒါဒီကောင်ပပုတွေဆိုရင်တော့ပို့ပြီးတော့မိုက်ပါတယ်ဒါဒီကောင်နေဆိုရင်တော့လုံးမယ်ဆိုရင်လက်ရှိဈေးကွက်နဲ့လည်းမကိုက်ပါဘူးလုံးလို့တော့ရပါတယ်ဒီအသားအရာအနာလည်းလွတ်တဲ့အတွက်ဒါပေမဲ့လုံးလေအလကားပါပြန်ရောင်းမယ်ဆိုရင်ဈေးကွက်မှာလူကြိုက်နေပါတယ်လက်ခတော့မှပြန်ရခြင်းမှရမှာပါအဲကြောင့်ဒီကြောင့်ဝေးဆိုကျွန်တော်တို့ကဒီကာလမှာရှောင်ရှားတင်ပါတယ်အဲကြောင့် online ပေါ်ကလုံးနေတဲ့မိတ်ဆွေများကျွန်တော်အခုရှင်းပြခဲ့တဲ့ကြောက်တွေလို့နော်ကျွန်တော်ဒီကအခုဒီမှာပြခဲ့သလိုပဲဒီရှိကခါးသားအောက်ကြောက်တွေဒါကြောင့်မျိုးနူးတဲ့ကြောက်တွေပြီးရင်ဒီကောင်ဆိုရင်ခက်တန်ကြောက်တွေခက်တန်ကြောက်တွေဒီကောင်ဆိုရင်ခါးတန်တန်ကြောက်သားမြင့်တဲ့ကြောက်တွေပေါ့နော်တချို့ကခါးတန်တန်ကြောက်သားမြင့်တယ်လို့ခေါ်ပါတယ်နော်ဒါမှမဟုတ်ဆိုရင်တော့ကြောက်သားမြင့်တဲ့ကြောက်တွေပေါ့နော်ဒီကောင်မျိုးဆိုတာအသက်ဆန်းဖြစ်နေပါပြီနော်ဒါပေမဲ့အတွင်းထဲမှာဒီအမြုပ်တွေပါတဲ့အတွက်ကြောင့်မလို့ဒါတိတိကျကျရှင်းလင်းမမြင်ရပါဘူးတကယ်တော့ဟိုဘက်မှာလက်တောင်ကျွန်တော်တို့မြင်နေရပြီပေါ့နော်ဒီလိုမျိုးပေါ့နော်ဒါဆိုရင်တိတာပါနော်လင်းအားတွေကိုထိုးကြည့်လိုက်မယ်ဆိုရင်အဲကျတော့ကျွန်တော်ဒီခါးသားအောက်ကြောက်တွေနဲ့ခါအထက်ခက်တန်ကြောက်တွေကိုမိတ်ဆွေများနားလည်မယ်ထင်ပါတယ်ကျွန်တော်တိတိကျကျလေးနဲ့မီးလေးတွေထိုးပြပေးခဲ့ပါတယ်ပေါ့နော်အဲကျတော့မိတ်ဆွေများဒီကြောက်လေးတွေကိုတိကျလေးကြည့်ပြီးတော့ပြန်လေ့လာပါကျွန်တော်ဒီဗီဒီယိုလေးတွေကိုတင်ပေးတယ်ဆိုတာ online ပေါ်ကနေပြီးတော့လေ့လာနေကြတဲ့မိတ်ဆွေများ online ပေါ်ကနေပြီးတော့မသိဘဲနဲ့ကြောက်တွေဝယ်ပြီးကန်ဆန်းနေကြတဲ့မိတ်ဆွေများအတွက်ကျွန်တော်ရဲ့ဒီလိုဗီဒီယိုလေးတင်ပေးလိုက်ရင်တို့အတွက်ကိုအထောက်အကူဖြစ်မယ်ထင်လို့ကျွန်တော်တို့ဒါ online ပေါ်ကနေပြီးတော့ဝယ်ပြီးတော့ဝေကုန်ကြေးကြတအားများနေတဲ့သူတွေမှားနေတဲ့သူတွေအတွက်တတိလေးဖြစ်အောင်အထင်းလေးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ကအခုလိုမျိုးကြောက်တွေကိုရှင်းပြပေးတာပဲဖြစ်ပါတယ်အဲဒါတော့အခုလိုဗီဒီယိုတွေကိုမိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင်ဒါ view တွေများများမှာ share ပေးစေချင်ပါတယ်ကျွန်တော်မသိသေးတဲ့မိတ်ဆွေအများစုတွေသိအောင်လို့ပါအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းကျွန်တော်ဆက်ပြီးတော့အများကြီးတင်ပေးပါဦးမယ်အားလုံးပဲကျေးဇူးပါ